င်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ပရိသတ်ကြီးတို့တာမန်16တဲ့ဇလံမျိုးမဟုတ်ပဲဒေါ်ကြီးမြမဲတွေကအမှားရွေးမခံတဲ့နာနာဘာဝတွေကြောင့်အတန်းတောင်ဖားသည်ဆိုတဲ့စကားပုံတိုင်းဖြစ်ပျက်ခဲ့ရတဲ့ဖြစ်ရမှန်ဇလံတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါပဲခူးရိုးမှာဒီနာမည်ကိုကြားလိုက်တာနဲ့လူတိုင်းရဲ့စိတ်ထဲမှာထူထဲရှို့ထွေးတဲ့တစ်တော်ကြီးတွေမဆောက်တဲ့တောင်ကပင်ရအနေနဲ့အတူပြောမကုန်နိုင်တဲ့ပရာလောကဇလံတွေကိုပဲပြည့်မြင်မိကြမှာပါဒီရိုးမကြီးရဲ့အဆက်တောနက်ကြီးတစ်ခုရဲ့အနီးနားမှာရှိတဲ့ရွာငယ်လေးတစ်ရွာမှာတော့ထင်းခိုတောလိုက်မိုးဆိုးအလုပ်တွေနဲ့အတန်မွေးဝမ်းကြောင်းပြုနေကြတဲ့ညီကို၃ယောက်ရှိခဲ့ကြဘူးပါတယ်အကိုကြီးဆုံးကအောင်ကြီးအလက်ကောင်ကကျော်စိုးအငယ်ကောင်ကတော့မောင်ငယ်ဆိုပြီးတော့ညီကို၃ယောက်ကတိတ်တူရှိမကွာအတူတကွမိုးဆိုးလုံးနဲ့အတန်မွေးဝမ်းကြောင်းပြုလို့ရှိကြပါတယ်တရက်မှာတော့သူတို့၃ယောက်ဟာတောလိုက်ထွက်ဖို့အတွက်မနက်ဝေးဝေးလေးအချင်းကလေးကဓာတ်နဲ့မိရတွေကိုစီနဲ့တောနက်တဲ့တနေရာကိုရောက်ရှိနေခဲ့ကြပြီဖြစ်ပါတယ်။တစ်ပင်ကြီးများထူထပ်စာဖြင့်အုံမိုက်နေပြီးကြီးငတ်တန်တိတ်ဆိတ်နေတာကပုံမှန်မဟုတ်ဘဲထူးခြားလို့နေပါတယ်။တိရဲ့ကြွေတန်တော့မကြားရတော့အောင်တိတ်ဆိတ်လွန်းလာတယ်။ခဏကြာသူတို့ရောက်လာတဲ့နေရာကတော့ဒေသခံတွေစော်ကြီးအိုင်းလို့တီးလို့ရေရိုးလေးရှိကြပြီးတော့ဘယ်သူမှစကားအမှားမခံအမှားမလို့ရဲတဲ့ရေရိုင်းကြီးရှိရာညောင်မုတ်ဆိုးနဲ့အနီးနားကိုရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ထိုနေရာရောက်မှာတော့အမောဖြေရင်းနဲ့အလက်ကောင်ကျိုးစိုးကတလန်းလုံးတဆွတ်ဆွတ်နဲ့မောလာတဲ့ခါကြအရက်ဘူးလေးကိုစိတ်ကြိုက်ထိုးမော်လိုက်ပါတော့တယ်။အရက်နဲ့ထောင်းထောင်းနဲ့မျက်နှာကရဲတွတ်လာပြီးစကားကဆလာတယ်။ကဲထမင်းစားကြရအောင်ကွာ။ငါပိုက်စားလာပြီ။ဒီနောင်မင်းကြီးမှပဲနေရာခင်းပြီးတော့စားကြတာပေါ့။အကိုကြီးဖြစ်သူအောင်ကြီးကဝါရင်မုံဆိုးတယောက်ပြီးပတ်ဝန်းကျင်ကိုမျက်လုံးကစားပြီးတော့တေချာလိလာလိုက်ပါတယ်။လင်းငိမ့်နေပေမဲ့တရွက်လှုပ်တန်လို့ခြေတန်လို့ကြားနေရတာကြောင့်စိတ်ထဲမှာထင်သွားပြီးတော့သတိပေးစကားကိုပြောလိုက်တော့တယ်။ဟေ့ငါတို့တွေတားကောင်တာမရသေးတာတော့နဲ့ထဲတော့ရောက်လာကြပြီကွာ။ဒီနေရာကလူတို့ရောက်ပေါင်နေတဲ့နဲ့ကြီးတဲ့နေရာပဲ။ဒါကြောင့်မင်းတို့ငါတို့တွေစကားကိုဆင်ခြင်ဖို့လိုတယ်နော်။ဒီနေရာမှာရှိကြတဲ့တောဆောင်တောင်းဆောက်အဆောင်ရှောက်တွေကစကားမှမခံကြဘူးကွာအကိုကြီးဒီတော့ရဲ့တောနဲ့တဲ့နေရာတွေကလူကြီးတွေပြောသလိုပဲတကယ်ပဲခြောက်ချဖို့ကောင်းတာလားဟဲ့အငယ်ဆုံးမောင်ငယ်ကကြောက်ရွံ့သွားမေးလိုက်ခြင်းဖြစ်ပါတယ်ရဲရှင်တက်နေတဲ့ကျော်စိုးကခါကြမှာသူ့ရဲ့လက်ဆွဲတော်ဓမ္မကြီးကိုဆွဲထုတ်လိုက်ပြီးတော့ရှေးဟောင်းကြောင်ဝင်ကြီးရဲ့အမြင့်ကိုဒုက္ခနဲ့မိအောင်အားနဲ့တစ်ချက်ခုတ်ဆိုင်လိုက်ပါတယ်ပြီးတော့ဟားတိုက်ရဲမောရင်းနဲ့စားတရားရှိတာကိုမစားဘဲနဲ့မင်းကလည်းကြောက်တဲ့ရန်ဟောတရဲဆိုတာလူကြီးတွေကငါတို့ကိုသူတို့စကားနားထောင်အောင်တမင်၆ပြောတာကွာတကယ်လို့သာဒီတော့ထဲမှာသူတို့ပြောသလိုတစ်ခုခုရှိနေရင်ငါရှိပါအခုပေါ်လာစမ်းကွာငါဒီဓာတ်နဲ့အဲ့ဒီကောင်ရဲ့ဘိုက်ကိုနှစ်ချမ်းခွဲပြင်မယ်ဟေးအလကအရေးမရအဖက်မရငါမကြောက်လို့စိန်ခေါ်တာကွာထိုကဲ့သို့စီလိုဝါလို့ပြောလိုက်တဲ့ကျော်စွရဲ့စကားတန်ကြောင့်တောကြီးထဲမှာပဲ့တင်ထပ်သွားပါတော့တယ်အောင်ကြီးကလည်းမျက်နှာပြတ်သွားပြီးတော့ဟေးကောင်ကျော်စိုးစကားကိုထိန်ပြောစမ်းကွာအဲ့ဒါကြောင့်မင်းကအများကြီးမတောင်းတယ်လို့ပြောတာမင်းကအရက်ရှင်လေးရလာရင်အပိညာပျောက်တော့တာပဲတောထဲမှာစကားကိုလက်လွတ်စပယ်မပြောဖို့ဖေမှားတာကိုမင်းမမေးနဲ့လေကွာထိုကဲ့သို့ဟန်တားလိုက်ပေမဲ့ကျော်စိုးရဲ့အရက်ရှင်ကဘလို့မှထိတ်မရတော့ပါဘူးဟာဗျာဒီလောက်ထိလူကြီးတွေပြောတိုင်းယုံနေရင်ခေါင်းတွေသာဖြုတ်ထားကြတော့မင်းတို့ခေါင်းတွေကရှိနေလဲအတော့ဝင်တာမှမဟုတ်တာသူ့ရဲ့စကားလဲစုံရောလေမတိုက်ပါပဲနဲ့တဟောနဲ့တစ်ပင်ကြီးများရင်းထိုးလှုပ်ခါသွားကြတယ်လေပြင်းမောင်နှံတကူချက်ချင်းကြားရောက်လာသလိုတစ်ကန်းချင်းရိုက်ခတ်တန်တွေဆူညံလာပြီးတော့ဒေါ်တော်လုံးကမှောက်မိုက်သွားပါတော့တယ်အလဲရောက်အားနဲ့သွားချိန်မှာသူတို့အနာကိုပုတ်စော်နှမ်းတဲ့လေဘူးကြီးတစ်ချက်ကဝှစ်တိုက်သွားပြီးနောက်တောက်ကြီးတစ်ခုလုံးကကိုနှလုံးခုန်နှံပဲကိုကြားရလောက်အောင်တိတ်ဆိတ်သွားခဲ့ပါတယ်ဟေးပုံတိုင်းများလားဘီအိမ်နေအမြတ်ထုံးစမ်းအန်ဒီရရှိပုံရတယ်အောင်ကြီးနဲ့မောင်ငယ်တို့ကပြောဆိုဆိုအလင်းမြင်မြင်ဘီအိမ်များကိုထုံးလိုက်ကြပါတယ်မိကြောင့်မှိအောင်မှာသူတို့ကိုရံမှုဖို့ရှေ့တိုးလာနေတဲ့အေးရမကြားကြီးတစ်ကောင်ကိုတွေးလိုက်ရတော့တယ်တာမန်ကြားတွေတဲ့ကိုလုံးကိုတွေကကြီးမလုံးပြီးရေလုံးတွေကတော့မီးသွေးခဲလို့ရဲရဲနေလို့နေပါတယ်ဟာ
ဟိုမှာကြားကူဒီငါတို့ကိုကြိုက်တော့မှာပဲမောင်ငယ်ကကြောက်လန့်ကြထပ်អော်လိုက်တယ်ဟေးသူမကြိုက်ခင်ငါအရင်ဦးအောင်တတ်မယ်ကွာထိုကဲ့သို့ဆိုကအောင်ကြီးကလှန်ကိုကင်ပြီးတော့တိုက်ခိုက်ဖို့အသင့်အနေထားနဲ့တစ်ပင်ကိုနောက်ကျောကပ်ပြီးတော့နေရာယူလိုက်ပါတယ်ဟေးရောက်တန်ကြီးနဲ့အတူခုံဝင်လာတဲ့ကြားကြီးကိုအောင်ကြီးကခန္ဓာကိုယ်ကိုနှိမ်ချလိုက်ပြီးတော့ပင်ပြမိလေးရောင်ကိုအားပြုကာလက်ထဲကလှန်ကိုတစ်ပင်အခြေမှာထောက်ကာအားကုန်ခုံလိုက်တဲ့ကြားကိုအလိုက်တင်ပြီးပြင်ပြီးတော့ထိုးဆိုင်ပေးလိုက်ပါတယ်ရင်ဘက်ကိုဖောက်ဝင်သွားတဲ့လှမ်းချက်နဲ့တူလဲကျသွားတဲ့ကြားကြီးကိုတပြိုင်နက်တည်းမှာပဲမောင်ငယ်ကလည်းပြန်ထားဖို့အားယူနေတဲ့ကြားရဲ့ဘိုက်ကိုဓမြောင်နဲ့အချက်ပေါင်းများစွာကြောက်လန့်နဲ့ထိုးဆိုင်လိုက်ပါတော့တယ်ကြားကြီးငြိမ်သက်သွားချိန်မှာတော့တော်ကြီးတစ်ခုလုံးကလည်းပြန်လည်ငြိမ်သက်ပြီးအလင်းရောင်ကပုံမှန်ပြန်ရလာပါတယ်အောင်ကြီးနဲ့မောင်ငယ်တို့လည်းကြော်ဆိုးကိုရှားကြည့်နေချိန်မှာပဲသူတို့ရှေ့ကတေဆုံးသွားတဲ့ကြားကြီးကိုသူတို့တတိထားမိလိုက်ပါတယ်ရုတ်တရက်သူတို့ရှေ့မှာလဲကျနေတာကကြားကြီးမဟုတ်တော့ပဲကြော်ဆိုးတယောက်တွဲအိုင်ထဲမှာလဲကျတေဆုံးနေတာကိုတွေ့လိုက်ရတာဖြစ်ပါတယ်ဟာညီလေးကြော်ဆိုးသွားပါပြီကွာငါတို့တွေဘာလို့မိကုန်တာလဲအောင်ကြီးကကြော်ဆိုးရဲ့အလောင်းကြီးကိုဖတ်ပြီးတော့အော်ငိုလိုက်ပါတယ်ကျော်ဆိုးရဲ့ဘိုင်မှာတော့တနေရာလေးကိုချက်ပေါင်းများစွာထိုးဆိုင်ထားတဲ့ဓာတ်ချက်တွေကြောင့်ဦးလေးထွက်မတက်အပေါက်ကြီးဖြစ်နေပြီးတော့သွေးများကအဆက်မပြတ်ထွက်လို့နေပါတယ်အကိုကြီးကျွန်တော်တို့အိမ်ပြန်ကြရအောင်လေဗျာကျွန်တော်တို့အိမ်ပြန်မှဖြစ်မယ်မောင်ငယ်ကတုံရင်နဲ့ပြောလာတာဖြစ်ပါတယ်တယောက်စလုံးအသိစိတ်ဝင်လာချိန်မှာတော့ခြေမကိုင်းမိလက်မကိုင်းမိနဲ့ကြောက်လန့်တကြားဘေးနာကတေးရွက်6တေးနွယ်ပင်တွေနဲ့မြက်6တေးကိုကောက်ယူပြီးတော့ကျော်ဆိုးရဲ့သွေးတွေတလဟောထွက်နေတဲ့အပေါက်ကြီးတွေကိုအတင်းထိုးတဲ့ကပစိုးနဲ့အသေးချာပတ်လိုက်ပြီးတော့သွေးတိတ်အောင်လှုပ်လိုက်ကြပါတယ်ပြီးတော့တယောက်တစ်လက်ခုံပိုးပြီးတော့အလောင်းကိုတဲကရွာကိုအမြန်ပြန်လာခဲ့ကြပါတယ်ကျော်ပေါ်အလောင်းကအေးဆက်ဆပြုတ်နေပေမဲ့တစ်ချက်အသားချင်းထိမိချိန်မှာကြောချမ်းစရာကောင်းနေခဲ့ပါတယ်ညနေဆောင်နေဝင်ကာနီရွာကိုရောက်လာခဲ့ကြတဲ့အခါမှာတော့အင်းရှိရောက်မှအဖေနဲ့မိကစီကြိုပြီးတော့မိခဲ့ကြပါတယ်ဟေးဘာဖြစ်လာကြတာလဲရေးကြီးတော့ပြနဲ့ကျော်ဆိုးဘာဖြစ်လို့လဲအောင်ကြီးကထိထိပြနဲ့သူတောထဲမှာဒဏ်ရာရလာလို့ပါဖေအမှန်ကိုမပြောရဲဘဲနဲ့ဖုံဖိပြောပြီးကျော်ဆိုးကိုအိမ်မော်ထက်ကိုတင်လိုက်ကြပါတယ်အဲ့ဒီချိန်အေယာပေါ်ရောက်သွားတဲ့အခါမှာကျော်ဆိုးစီကအတန်ထွက်လာခဲ့တယ်ရေစားတယ်ငါ့ကိုရေပေးပါကွာနေပြီလို့ထင်ထားတဲ့ကျော်ဆိုးကရေတောင်းတောက်ထားကြောင်းအောင်ကြီးနဲ့မောင်ငယ်တို့ကပြောပြမတတ်အောင်ပင်ပျော်ရွှင်သွားကြတာပေါ့တင်မင်းလက်ကပြန်လွတ်လာပြီလို့ထင်လိုက်ကြကကျော်ဆိုးအတွက်ဝမ်းသာပြီးဆံပြုတ်ပြောရင်းနဲ့အောက်ထပ်မှာမိသားစုတွေစကားပြောနေခဲ့ကြတယ်မောင်စားပြုတ်နေတဲ့ချိန်အပေါ်ထက်အခန်းထဲကနေအတန်ကြီးတစ်ခုကအခုလိုထွက်ပေါ်လာခဲ့ပြန်မယ်ဘယ်သူမှမရှိရဘူးလားငါ့ကိုတယောက်တည်းထားခဲ့လို့လားအဖေဖြစ်သူကမျက်လုံးပြူသွားပြီးတော့ဟေးဒါငါသားတန်မဟုတ်ဘူးအောင်ကြီးမင်းတို့ဘာတွေဖုံးခဲ့ထားတာလဲငါ့ကိုပြောစမ်းပါကွာအောင်ကြီးကလိန်လို့မရတော့ဘူးဆိုတာကိုသဘောပေါက်သွားတာကြောင့်တောထဲကအဖြစ်အပျက်တွေကိုဖြစ်ကြောင်းကုံစင်ရှင်းပြနေချိန်မှာပဲအပေါ်ထက်ကအတန်ကထပ်ထွက်လာခဲ့ပြန်ပါတယ်ငါဗိုက်စားတယ်အမဲသားယူလာခဲ့အမောင်တူတဲ့ကကြော်ဆိုးရဲ့အတန်ကကြောချမ်းစရာကောင်းအေးဆက်ပြီးတော့အမိန်ပေးတဲ့ပေါက်လို့နေပါတယ်အေးပါသားရေအဖေနဲ့မေရွာတဲ့ကိုအမဲသားသွားယူပေးမယ်ခဏဆောင်အောင်နော်အပေါ်ထဲအမောင်လေးကနေခြောက်ချားစရာရဲတန်းကြီးကတဖန်ထပ်ထွက်လာပြန်ပါတယ်အမဲသားအစိမ့်လေးယူခဲ့ချမ်းမနေနဲ့ငါမစောင့်နိုင်တော့ဘူးအမြန်ယူခဲ့ကြကြားလားအချင်းနဲ့မဟန်တော့တာကြောင့်တမီသားသူတို့ရွာသူကြီးရဲ့အိမ်ကိုသွားပြီးတော့အကူကြီးတောင်းဖို့အိမ်ထဲကအထွတ်ခြံဝရောက်ထားတဲ့ဟေးဘယ်သူမှမရှိကြပြန်ဘူးလားအတန်တွေကငြိမ့်နေတယ်ငါ့ကိုတယောက်တည်းထားခဲ့ကြရင်တော့ငါအောက်ကိုဆင်းလာမှာတော့အောင်ကြီးကမိသားစုတွေဒီတိုင်းဆက်နေရင်အချင်းနဲ့မဟန်တော့ဘူးဆိုတာကိုသဘောပေါက်သွားတာကြောင့်အိမ်ထဲကိုအမြန်ပြေးဝင်ပြီးတော့ဟန်မပြတ်အော်ပြောလိုက်ပါတယ်
ခွေးရှိပါတယ်ကွမင်းတို့စေးကြုံမလို့ပါဘာစေးမှမလို့အမဲသားစေးမဲလို့တဲ့ငါအတန်မကြားတာနဲ့အောက်ထပ်ကိုဆင်းလာမယ်အဲ့ဒီချိန်မှာငါ့ကိုအပြစ်မဆိုးကြနဲ့ကျော်စိုးရဲ့အတန်ကသူ့ရဲ့မူလအတန်နဲ့လုံးဝမတူတော့ပါဘူးအောင်ကြီးကတေချာတိလိုက်ပြီးသူတို့တွေတောမောက်ပြီးတော့မကောင်းဆိုးပါကိုအိမ်မော်ကိုခေါ်တင်ခဲ့လိမ့်ပြီမိဘနှစ်ပါးနဲ့မောင်ငယ်ကတော့ရွာထဲကိုရောက်သွားပြီးတော့အောင်ကြီးကတော့လည်းစက်မနေရဲပေမဲ့အိမ်ထဲကနေချက်ချင်းထွက်လို့မရအတန်ကျင်သွားတာနဲ့အပေါ်ထဲအမှောင်ထဲကနေခြောက်ချားစရာအတန်ကြီးကခြောက်နှံလို့နေပါတယ်အိမ်ပေါ်မှာဟိုဒီလျှောက်သွားနေတဲ့ကျန်းကင်းမော်ကခြေတံတုံးတုံးကလည်းကြောက်စရာကောင်းလို့နေအောင်မြည်ရှိလို့နေပါတယ်နောက်ဆုံးမှာတော့အောင်ကြီးတို့အကြံတစ်ခုရလိုက်ပါတယ်အောင်ကြီးကသူတို့ရဲ့အိမ်ကခွေးအိုကြီးကိုတိုင်မှာကပ်ပြီးတော့ကျုံးနဲ့ခြေလိုက်ပါတယ်ခွေးအိုကြီးကလည်းအိမ်မော်ကအငွေ့သက်ကိုကြောက်လို့နေမှာကျိုးချီပြီးတာနဲ့တောက်လျှောက်ကိုငဲတန်းပေါင်းអော်ပါတော့တယ်ဟေးဘသူတွေရှိကြလဲကွာအမဲသားမရသေးဘူးလားအေးအကိုကြီးရှိတယ်ညီလေးအမေတို့ကကြားလိုက်တာကွာညီလေးဗိုက်စာနေရင်အရင်စားလို့ရအောင်အကိုကြီးလေအိမ်ကခွေးကြီးကိုပေါ်မလို့ကွာကောင်းတယ်ကောင်းတယ်မြန်မြန်လို့ငါစားကြတယ်ကွာအောင်ကြီးကလည်းအော်ဟေးရုံကန်နေတဲ့ခွေးအိုကြီးကိုထားခဲ့ပြီးတော့ရွာထဲကိုအပြေးတန်းဝင်มาတော့တယ်ဒေါ်ကျော်ဘက်ကအိမ်ထဲကနေခွေးကြီးရဲ့စူးစူးဝါးဝါအော်တန်ကလည်းစိတ်ချက်မြေ့စရာမကောင်းတော့အောင်ပင်ကြားနေရခဲ့ပါတယ်ရွာသူကြီးဥပမင်းကအပြေးရောက်လာတဲ့အောင်ကြီးကိုမြင်တာနဲ့အောင်ကြီးအခြေအနေဘာထူးလဲမင်းတို့တွေတော်တော်မိုက်တယ်ကောင်းတယ်ကွာရွာပြင်ကမသားဘူးရွာထဲကိုမသွင်းကောင်းဘူးကွာအခုကမင်းတို့ကအိမ်မော်ကိုပါခေါ်ပြီးတော့တင်လိုက်ကြသေးတယ်ကောင်းရောပေါ့ကွာဟုတ်ကဲ့ပါရွာသူကြီးကျွန်တော်တို့လည်းဖြစ်တော့ထူဦးပြီးတော့ဘာလို့လုံးမိမှန်းကိုမသိတော့ပါဘူးတကြီးကကျွန်တော်မိသားစုကိုအခုဘာမှလဲစောစောကပဲရွာဦးကျောင်းဆရာစီကိုတွားပြီးတော့ပြင်ကြတယ်မကြတော့ပါဘူးပြန်လာတော့ပါပါကဲမပြောရင်လည်းဟိုမှာလာနေကြပြီဆရာတော်ဖေတခါတည်းကြွပြီးတော့လှည့်နေလိုက်ကြမလားဖေဆရာတော်ကတော့မျက်လွှာချထားရင်းနဲ့တည်ငြိမ်စွာဖြင့်အချိန်မကြာသေးဘူးတခါကြီးဒီချိန်ကညတကောင်ရဲ့အချိန်အမောင်ပယောကတည်းအင်အားကြီးတဲ့အချိန်ပဲအခုချိန်သွားရင်အာဟုတုကန်းနဲ့ကြုံပြီးတော့အကုန်လုံးဒုက္ခရကုန်ကြလိမ့်မယ်ဒီချိန်ကအရန်ကုန်မှအနေရများတယ်ဒါကြောင့်အာယုံတက်ခါနီးအလင်းရောင်ရခါနီးအချိန်မှသာသွားကြမယ်ရွာသူရွာသားတွေအကုန်လုံးကိုတကြီးရဲ့အိမ်မှာပဲစုခိုင်းထားလိုက်ခလေးလူကြီးအကုန်မကြံခဲ့တဲ့နဲ့ကြားလာမမဖေခုနကပဲကာလာသားကောင်းမြင့်ဆွေကိုတောင်းပန်ပေးထားပါတယ်ဖေအားလုံးအနေရကင်းကင်းနဲ့လူစုနေပါပြီဖေအေးငါလည်းဖေတရားအာယုံပြုလိုက်အောင်မယ်ကွယ်လှုပ်เสียရှိတာကိုငြိမ်ငြိမ်စင်စင်လုပ်ကြွယ်ကြားလာဆရာတော်ကလွယ်အိတ်ကိုပေးချပြီးတော့တကြီးရဲ့အိမ်အောက်ထပ်မှာပဲပရိစိတ်တရားမှန်ရင်အာယုံတက်မဲ့အချိန်ကိုစောင့်ကြိုနေလိုက်ပါတော့တယ်ရောက်ရှိလာကြတဲ့ရွာသားတွေအားလုံးကတော့အောင်ကြီးရဲ့အိမ်မက်ကိုလှမ်းကြည့်ရင်းနဲ့ပဲကြောက်တဲ့ကြမိုးလင်းမှုစူတောင်းနေခဲ့ပါတော့တယ်မန္တလေးတိုင်းလောက်အာယုံတက်ခါနေအချိန်ကမှတော့ဆရာတော်နဲ့အတူကာလာသားများဓာလန်ကင်ဆောင်ထားတဲ့ရွာသားများဟာအောင်ကြီးတဲ့အိမ်ကိုဥတီထွက်ခါလာခဲ့ကြပါတော့တယ်အိမ်သားကိုရောက်လေအပုံးတန်းကပိုပြင်းလေပဲဖြစ်ပါတယ်အောင်ကြီးတို့အိမ်ထဲကိုဆရာတော်ခြေချလိုက်တာနဲ့အိမ်အပေါ်ထဲလှေကားရဲမှာခွေးသေးကောင်ကိုကိုက်ဖြတ်စားတောက်နေတဲ့ကျော်စိုးကအောက်ထပ်ကိုခုန်ဆင်းလာပြီးတော့သူ့မျက်နှာတစ်ခုလုံးကလည်းသွေးတွေပေကျန်နေပြီးမျက်လုံးကလူမဟုတ်တော့ပဲညိုပုတ်ပုတ်အယောင်ပြောင်းကဆရာတော်ကိုစပြောလာပါတော့တယ်ဟေးမင်းကိုငါတတ်မယ်ဖုန်းကြီးမင်းကဒီကိုဘာလာလုပ်ထားလဲကျော်စိုးရဲ့ပုံစံဟာလူရဲ့စကားတန်နဲ့မတူဘဲနဲ့ဟိတ်ဟောက်တန်နဲ့ပဲတူလို့နေပါတယ်တာမန်သူဆိုရင်နောက်ပြန်လှည့်ပြေးနိုင်လောက်တဲ့အထိကြောက်စရာကောင်းလာပါတယ်ထိုချိန်မှာဆရာတော်ကတော့တင်ငိမ့်တဲ့လေတန်းနဲ့ပဲတင်းနေရာကိုတင်ပြန်ပါဒီနေရာဟာတင်းနဲ့မသက်ဆိုင်တဲ့လူရွာဖြစ်တာမို့တင်ပြန်ပါတော့နော်မပြန်ဘူးငါတရွာလုံးကိုစားမှာနင်တို့လူကစိန်ခေါ်ထားတာငါပြန်ချင်းမှပြန်မယ်ထိုခါမှာဆရာတော်ကဘာမှဆက်မပြောတော့ဘဲနဲ့ပရိတ်တော်များကိုစတင်ရွတ်ဖတ်ပါတော့တယ်ဟဲ့
မစိုးနဲ့ဖုန်ကြီးငါပူတယ်ဆက်မစိုးစမ်းတဲ့ပြောဆိုကြော်ဆိုရဲ့ဘိုက်ခေါက်ထဲကနေတွေးတွေရွှဲနေတဲ့ဦးတွေဟာတစ်နွယ်ပင်ကြီးတွေတစ်ဖွဲတရွရွနဲ့ထွက်လာပြီးတော့ဆရာတော်ရှိရာကိုအရှိန်နဲ့ဝင်လာပါတော့တယ်ကာလာသားကောင်းမြင့်ဆွေကအလင်းမြန်ပြည့်ဝင်ပြီးတော့ထိုဦးနွယ်ပင်တွေကိုဓာတ်နဲ့ပိုက်ခုတ်လိုက်တာကြောင့်အတန်နဲ့ကြီးနဲ့အတူကြော်ဆိုကငါအကုန်တတ်မယ်ငါအကုန်တတ်မယ်ဆိုပြီးတော့အော်ပြောကရှေ့တိုးလာချိန်ဆရာတော်ကလည်းပရိတ်ချီနဲ့ပရိတ်ကွင်းကိုပြစ်ပေါက်လိုက်ပါတော့တယ်မကောင်းဆိုးဝါးပူကန်နေတဲ့ကြော်ဆိုးဟာလှုပ်လို့မရအောင်ပရိတ်ချီတွေချီနှောင်ခြင်းကိုခံလိုက်ရပါတော့တယ်ဒီခန္ဓာကိုယ်ကနေအသင်အခုချက်ချင်းထွက်သွားပါတော့မတော်ဘူးကွာဘာလို့ထင်လဲလှုပ်လေဒါမင်းရဲ့ပညာအကုန်ဝဲဟုတ်လားထိုကဲ့သို့ဆိုကမကောင်းဆိုးဝါးကဆရာတော်ကိုပဲလှောင်ပြောင်းလို့နေပါသေးတယ်ဆရာတော်ကမဟာသမယတို့ကိုရွတ်ဆိုပြီးလက်တွေကိုတိုင်တွေကမကောင်းဆိုးဝါးကိုလောကပါလာနှမင်းကြီးတွေမှာနှိမ့်နှင်းပေးဖို့တစ္ဆာဆိုလိုက်ပြီးနောက်ရွာအိမ်ထဲမှာတေဝင်တပိတ်ကိုထုတ်ယူကကျော်စိုးရဲ့အနားကိုကတ်သွားပြီးတော့ခေါင်းကိုအားနဲ့ထုတ်ချလိုက်ပါတော့တယ်တပိတ်ဝဲတန်တဲ့သူကျေလောင်စွာအော်ဟစ်ပြီးကျော်စိုးရဲ့အလောင်းကလည်းဘုံငနဲ့လဲကျသွားချိန်အလောင်းမှာမိခိုးငွေအမဲတွေထွက်ပေါ်လာပြီးနက်နက်အာယုံတက်ဆအလင်းရောင်ရဲ့အောက်မှာထိုမိခိုးငွေမဲမဲတွေဟာလေထဲမှာပဲတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်မောင်ကြီးနဲ့မောင်ငယ်တို့ကငြိမ်သက်သွားတဲ့ကျော်စိုးရဲ့ရုပ်အလောင်းကိုကြည့်ပြီးတော့မျက်ရည်မထိန်နိုင်တော့သလိုအလောင်းကလည်းခွန်းတစ်ခါလိုကြောက်စရာပုံစံမဟုတ်တော့ဘဲနဲ့တာမန်သေဆုံးသူတယောက်လိုငြိမ်းချမ်းစွာရှိနေခဲ့ပါတယ်ကျော်စိုးရာမင်းသာစကားမမခဲ့အခုလိုတွေဖြစ်မှာမဟုတ်ဘူးအောင်ကြီးရဲ့မချိတင်တဲ့ငိုတန်းကြီးကြောင့်အနာကလူတွေကလည်းစိတ်မကောင်းဖြစ်ကုန်ကြပါတော့တယ်ဆရာတော်ကတော့တပ်ပြင်းတစ်ချက်ချလိုက်ရင်းနဲ့စကားဆိုတာလှုပ်ကထွက်ပြီးရင်ပြန်နှုတ်လို့မရတော့ဘူးတကားလေးတို့ရဲ့ချမ်းကြုံရင်သာနှုတ်လို့ရမယ်စကားကြုံရင်နှုတ်လို့မရတော့ဘူးအထူးသဖြင့်အမောင်တို့ကြီးဆိုးတဲ့နေရာတွေမှာစကားကိုအင်မတန်မှဆင်ခြင်ရတယ်ကွကဲငါလည်းเจ้าကိုပြန်ကြွားတော့မယ်စိတ်အေးသက်သာနေရကြပြီတော့အနေရကင်းသွားပြီဆရာတော်နဲ့အတူတကြီးရွာသားတွေကလည်းအခုမှတက်ပြင်းကိုတီချကစိတ်လက်ပေါ်ပါစွာနဲ့ပြန်သွားကြပါတော့တယ်လူကြီးမိဘတွေကဒါမလုံးနဲ့ဒါမပြောနဲ့ဒီနေရာမှာဒီဟာကမသိတော့ဘူးဆိုတဲ့စကားတွေဟာချုပ်ချယ်တာမဟုတ်ဘဲနဲ့မမြင်ရတဲ့အန္တရာယ်တွေကိုစိုးရိမ်စေကြောင်းပြောဆိုကြတယ်ဆိုတာကိုကျော်စိုးတယောက်တမလုံကနားလည်နိုင်ပါသေးလို့ဆူတောင်းပေးရင်းနဲ့ပဲဇလန်းလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာအဆုံးထိနားဆင်ပြည့်တဲ့သူတယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ